ဂျင်းနီတို့လိုပိန်ကျင်တာဖင်ကတော့ဂျန်နီဖာလိုပဲလို့ဖြစ်စင်တာသူ့ကြိုက်တယ်ခဏဘလို့ဖလက်နေflap ဖြစ်တာလည်းကြိုက်တယ်သူချင်းဆိုရလည်းကြိုက်တယ်သူတချင်းလည်းကြိုက်တယ်နောက်ပြီးတော့သူချုပ်ဖို့ကောင်းတယ်သူ့ကိုကြိုက်တယ်အကုန်ကြိုက်တယ်ဂျင်းနီလိုခဏကုန်းမှာဂျန်နီဖာလိုပဲဆက်တင်မာလေးရှိနေဘယ်လိုဖြစ်မလဲမိုက်ပါမောဟိုအလုံးကြီးကြီးတော့မမြင်နေနဲ့လေဂျင်းနီမှာရှိတဲ့ခန္ဓာကိုယ်လျောက်ပဲတော့သူတင်မာလေးတော့ကြီးမှာပေါ့စိတ်ထဲမှာမကက်ကြီးကြရတော့စိတ်ထဲမှာမကက်နိုင်အောင်ကလည်းပိုတေချာလေးကတော့ဟိုရိုင်းတော့မကောင်းသေးပါဘူးကိုကောင်းတယ်လည်းမပြောဘူးကိုအကွက်မမှားအောင်တော့တော်တော်ကြိုးစားအကွက်မမှားမှာဆိုတော့အဲ့တော့အကွက်မမှားအောင်တေချာအများကြီးဆိုတော့အကရဆိုလည်းလွယ်တာမဟုတ်ဘူးတက်မလားတန်းစာကြီးလည်းမလွယ်ဘူးပေါ့နော်ကိုတော့လည်းလွယ်မနေဘူးပေါ့ဆိုတော့အများကြီးတော့ရှည်ကြိုးစားအောင်ပါဟိုသေးသွားပြီဟိုတယ်မဆိုင်တော့မှ40ပဲရှိရတာဟာနှစ်ဖက်6ခုမှရှိရအောင်တားရတာအဲ့လောက်ကြီးဖြစ်နေတယ်ရပြီငါးမောင်ပိန်ကျင်တယ်ဘုလင်းပြောမှဆိုကိုကဂျင်းနီလိုပိန်ကျင်တာဖင်ကတော့ဂျန်နီဖာလိုပဲလို့ဖြစ်စင်တာဂျင်းလိုပိန်ရင်ဂျင်းနီဘာလိုပဲလို့ဖြစ်စင်တယ်ဘယ်လိုဖြစ်မှာနော်ဂျင်းနီဘာလို့ကြိုက်တာကြိုက်တယ်သူ့ကြိုက်တယ်ခဏဘလို့ဖလက်နေflap ဖြစ်တာလည်းကြိုက်တယ်သူချင်းဆိုရလည်းကြိုက်တယ်သူတချင်းလည်းကြိုက်တယ်နောက်ပြီးတော့သူချုပ်ဖို့ကောင်းတယ်သူ့ကိုကြိုက်တယ်အကုန်ကြိုက်တယ်ပြောတော့တော်တော်ကြိုက်တယ်ဂျင်းနီလိုခဏကုန်းမှာဂျန်နီဖာလိုပဲဆက်တင်မာလေးရှိနေဘယ်လိုဖြစ်မလဲမိုက်ပါမောနောက်တာပါဟိုအလုံးကြီးကြီးတော့မမြင်နေနဲ့လေဂျင်းနီမှာရှိတဲ့ခန္ဓာကိုယ်လျောက်ပဲတော့သူတင်မာလေးတော့ကြီးမှာပေါ့စိတ်ထဲမှာမကက်ကြီးကြရတော့စိတ်ထဲမှာမကက်နိုင်အောင်ဝိတ်ကြရမှာပါနော်ဗီတာမင် C နော်ဝိတ်ကြခြင်းနဲ့ယုတ်ဒီတစ်နေ့ကို2000လောက်စားလိုက်ရင်ဝိတ်ကြဖို့ခွင့်နိုင်ပုံများမှာပြီးတော့ဘိုက်ချက်ချင်လို့ဆိုရှင်ဟင်းနုနယ်ကြော်စားပေးမြန်မာလူမျိုးတွေကအဆောက်တောက်မှာဒီလို C ပါတဲ့ဟာအရင်ကြိုက်ကြရပါတော့ဖြစ်နိုင်တော့ဒီ C လေးတွေလျှော့ပြီးစားပါသမင်းမစားလို့မရဘူးတော့မဟုတ်ဘူးနော်သမင်းစားပါအရင်မစားနဲ့ပေါ့နောက်ပြီးတော့ခန္ဓာကိုယ်မှာလိုအပ်တဲ့ကယ်လိုရီထက်တော့အများကြီးစားလို့ရှိရင်တော့ဝတ်မှာပဲနောက်လမ်းလျှောက်ပေးရအောင်ပေါ့နော်ဂျင်းနီပိုင်းမလုပ်နိုင်တော့ဘာမှဖြစ်ဘူးလမ်းလေးလျှောက်တော့ဟိုဝိတ်ထိနိုင်တာပေါ့နော်အဲ့လိုမျိုးလေးတော့လုပ်ပေးပါအစားတောက်လည်းချိန်ချက်ပြီးစားပေါ့တခါတလေမှဝိုင်းလေးနည်းနည်းတောက်ပါတယ်ဟိုမကြိုက်တာပေါ့နော်တောက်တဲ့လူတွေလည်းပို့ဖြစ်မပြောပါဘူးကိုကတော့မကြိုက်လို့မတောက်ပါဘူးကိုကကြတော့ကိုယ့်ရဲ့အကြိုက်တယ်တစ်မျိုးအပင်ဆိုင်ရတာကြိုက်တယ်ကိုယ့်ရဲ့ဝါသနာအပင်ဆိုင်မယ်စိတ်ချမ်းသာမှုကကြတော့အဲ့လိုပေါ့နော်တချင်းတွေရေးမယ်လုံချောင်းတွေတွေးမယ်ပေါ့နော်အဲ့လိုနေ့နေ့ချက်တာဝါသနာပါရပေါ့နော်အဲ့လိုမျိုး night out ထွက်တာတော့ဝါသနာမပါဘူးကြိုက်လည်းမကြိုက်ဘူးပေါ့နော်သူ့လေအသက်ကြီးရင်တော့ကွာလာမှာပေါ့တက်ကြီးလာတဲ့နဲ့ကွာမယ်ထင်တာပါပဲဘာလို့ဆိုnight out အမြဲထွက်တယ်ဆိုလို့ရှိရင်အေးရေးပြတ်ရင်အသေးထိကြိုက်မယ်လေအသေးထိကြိုက်မယ်ဆိုရင်မျက်နှာအသေးကနေပြီးတော့အစိတ်တောက်တွေကိုခန္ဓာကိုယ်ကအစိတ်တောက်တွေကိုမစွန့်ထုတ်နိုင်ဘူးဆိုရင်ငဲတဲ့အချိန်မှာမလိတာဘူးတက်ကြီးလာတဲ့ခါကျရင်အသေးယောဂဖြစ်နိုင်တယ်အသေးကနေပြီးတော့စိတ်မထုတ်နိုင်ဆိုရှင်ကြောက်ကပ်လည်းဖြစ်နိုင်တာခန္ဓာကိုယ်တွေကတော့သူချိုးရင်းတာဖြစ်မှာပေါ့နော်ဆိုတော့အခုချိန်မှာမပြောဘဲနဲ့ကျမရဲ့ယူဆိုင်တဲ့ငငယ်လေးတွေကနေပြီးကျမရဲ့ယူဆိုင်တဲ့လူရဲ့ကိုနေခြင်းသလိုနေတဲ့လူရဲ့ပျော်ရင်ပြီးတာပဲဖြစ်နေတာဖြစ်ဆိုရင်နောက်ကျမှဖြစ်နေတာဖြစ်ဆိုရဲ့လူကအသက်40 50နောက်ကျရင်ဘာကြီးကွာလာမလဲသိလာတော့ပေါ့နော်နှုတ်ပြိုမှုတွေကွာလာမယ်ခန္ဓာကိုယ်အထဲတွေကဟာရီလေးကွာမှာပေါ့နော်ကိုရကျမရေးနဲ့အရင်ကြီးတော့ဆရာဝန်မဟုတ်တော့မသိဘူးဒါပေမဲ့စာရီဖတ်တဲ့လောက်ကတော့ကွာမှာပေါ့နော်ပြီးတော့အဲ့ရရင်အုံနောက်ကဆဲတွေကလည်းဒုက္ခရောက်တာပေါ့နော်ပြီးဆဲအစ်တွေပြန်မဖြစ်ဘူးပေါ့အများကြီးပါပဲတေချာလေးလာရင်တော့ပြိတ္တတွေစိတ်ဝင်နိုင်လေးလာပါကိုကတော့လေးလာဟာအဲ့ကြောင့်ကိုအေးရေးပြမလို့ဘူးအိတ်တယ်အေးရေးပြရင်အစောတော်တယောက်နေနဲ့အတန်မထွက်တာလည်းပါတယ်အေးရေးထိခိုက်လို့မရအောင်အစားလဲရွေးချယ်ပြီးစားတယ်ဘာကြောင့်လဲဆိုတော့ကိုကအခုဟာ invest လုပ်ထားတာလေဆန္ဒပြောရမှာလား organic တွေဘာလို့စားလဲဆိုတော့ invest လုပ်တာဒါဘိုးရဲ့ invest ပဲအသက်ကြီးလိုက်ရင်ကုန်မဲ့ဆေးဘိုးတွေကိုမကုန်အောင်အခုတွေကနေပြီးတော့ဒီအစားတောက်မှာ invest လုပ်ရတာပါ